Hello အားလုံးပဲမင်္ဂလာပါရှုံးပါပေါ့နော်ဒီနေ့ပေါ့နော် YouTube မှာ view မတင်ပြတာကြာလို့လာတင်တာပါတက်နည်းနည်းတော့နော် sorry ပါပေါ့နော်မတင်ပြတာပေါ့နော်အဲ့ဒါနဲ့မအားတာလည်းမဟုတ်ပါဘူးတမင်တပြင်းလို့မတင်ပြတာပါအဲ့ဒါပေါ့နော် subscriber ကြာလာလို့ရှိရင်ပြန်တင်မှာပေါ့နော်အခုမနေရတဲ့တပုံတနေ့တပုံချင်းစီတင်ရမှာပေါ့နော်တပုံချင်းတနေ့တပုံချင်းစီတင်တာကတော့ပေါ့နော်10ရက်ဆိုလို့ရှိရင်10ပုံကြည့်လို့ရပါမယ်တခါလေးဆိုလို့ရှိရင်လည်း2ပုံတင်ပါမယ်ပေါ့နော်ရှုံလိုက်ပြီးတော့အပေးကြပါအောင်ဒါနဲ့ကျုံဝင်ပြောရအောင်မယ် KSTT show ကအရင်ဈေးနှုန်းတနဲ့ domestic ကိုရောင်းပေးနေရနော်နောက်ပြီးတော့အာမန်ရှော့ကလည်းစစ်တက်တာနဲ့ရောင်းပေးနေတယ်နော် blocks twine tab TST shop နဲ့အာမန် shop တို့ကစစ်တက်တာနဲ့ရောင်းပေးနေတဲ့အတွက်ကြောင့်မလို့တောက်ရွက်ဝယ်လိုက်ကြပါအောင်ရှာတော့မွေရသေးဘူးပေါ့နော်မွေရသေးရပေါ့နော်ဒီစက်ကဘာလို့ပြောင်းတာလဲလို့ကြပါလိမ့်မယ်ပေါ့နော်ရှုပ်ခုဆော့နေရက fashion icon တာပါတစ်ခုရမဟုတ်ပါဘူးအများကြီးရှိပါတယ်အဲ့ထဲမှာ fashion ဆို fashion ပုံစံနေပြောင်းလို့ရပါတယ်ကိုပေါ့နော်အဲ့မှာတော့နည်းနည်းတော် sorry ပါခေတမ်းပြောချင်တာပေါ့နော်အမန်ရှော့ပေါ့နော်အမန်ရှော့က reverse တရားကိုreverse တရားကို2500ကျပ်ထင်းနေဝယ်လို့ရပြီးတော့200ကျတော့5000ကျပ်ထင်းနေဝယ်လို့ရမှာဖြစ်ပါတယ်လူကြီးအတွက်ကတော့လုံးဝအဆင်ပြေစရာပါပဲဒါပေမဲ့ sure ကျတော့ကလေးဆိုပတ်စံမစွတ်တတ်သေးဘူးပေါ့နော်ပတ်စံမစွတ်တတ်မှာမဟုတ်ပါဘူးအကုန်လုံးထိနေဘာကြောင့်လဲဆိုတော့စံသာပေးရပါပေါ့နော်ရက်ကလေးစီကိုပြင်နေခုစားလို့ရှိရင်လေးတက်မှာပါဒါပေမဲ့ပေါ့နော်လေးရက်တက်မဲ့လူကြီးအများကြီးရှိပါတယ်ရှုတကယ်ချင်းတွေကလည်းပေါ့နော်ရှုဒီ YouTube ထောင်းလာတာပေါ့နော်အပိချင်ပါတယ်နောက်ပြီးတော့ညီမ